မြန်မာကိုပရိသတ်များအားလုံးပဲမင်္ဂလာပါများဒီနေ့မှာကျွန်တော်ကမြန်မာကိုပရိသတ်တွေအတွက်ကမ္ဘာပလန်နဲ့ပတ်သက်တဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုပြောပြပေးတော့မှာဖြစ်ပါတယ်အခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့နေမာကိုကမ္ဘာပလန်ကစားခွင့်ရအောင်ကူညီပေးခဲ့တဲ့မော်ဆရာဝန်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဗျအဲ့တော့နေမာကတော့ဒီဒဏ်ရာပြဿနာတွေအကြောင်းပဲသူ့ရဲ့ဒီအကောင်းဆုံးကစားသမားဘဝကနေပြီးရှော့ချခဲ့တယ်ဒီပေးရကြီးမှာဆိုတဲ့ဒဏ်ရာနဲ့လုံးနဲ့ချလဲလိုက်ပြီးတော့သူ့ရဲ့ဖိတ်လက်ခြေဆောင်ကျွန်တော်တို့ခန်းစားခွင့်မရခဲ့ပါဘူးအဲ့တော့ဒီဆော်ဒီကိုရောက်သွားတယ်နေမာဆော်ဒီမှာလည်းဒီဒဏ်ရာပြဿနာတက်ပြီးတော့နှိမ့်ဆက်တယ်လာစားတွေအများကြီးရပေမဲ့သူ့ရဲ့ခြေစွမ်းကတော့ပို့ပြီးတော့မကောင်းလာခဲ့ဘူးပေါ့လေအဲ့တော့နေမာကိုလာစားအလက်ကားယူရဲဆိုပြီးဝေဖန်မှုတွေလည်းရှိပါတယ်အဲ့တော့ဒီကမ္ဘာ့ဖလားကစားခွင့်ရဖို့ဆိုတာနေမာအတွက်ကတော့တော်တော်လေးတော့အလှမ်းဝေးခဲ့တဲ့အရာဖြစ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့နေမာကဒီ2023နောက်ပိုင်းမှာဘရာဇီးအတွက်တပွဲမှကစားခွင့်မရခဲ့ပါဘူး။ပြီးတော့ဘရာဇီးနည်းပြအန်ဆယ်လော့တီကိုယ်တိုင်ကလည်းနေမာကိုသိပြီးတော့သဘောကျရလို့ပုတ်ပါအောင်။သူကဒီတိုက်စစ်မှာဒီပို့ပြီးတော့နုပြိုတဲ့တိုက်စစ်မှုတွေပြီးတော့လက်ရှိအချိန်မှာဖောင်မိနေတဲ့တိုက်စစ်မှုတွေပဲခေါ်ခဲ့ချင်တာပါ။ဒါပေမဲ့လည်းဒီဘရာဇီးပြည်သူတွေရဲ့အသေးကြော်နေမာကဒီဘရာဇီးပြည်သူတွေရဲ့တွန်းအားပေးမှုကြောင့်ဖိအားပေးမှုကြောင့်အန်ဆယ်လော့တီခေါ်ခဲ့ရရပေါ့လေ။အဲ့တော့နောက်ဆုံးတော့ဒီ2026ကမ္ဘာ့ဖလားကိုနေမာကစားခွင့်ရခဲ့ပေါ့ဒါပေမဲ့လက်ရှိချိန်ကြီးလည်းခြေစမ်းပွဲမှာနေမာမကစားနိုင်ဘူး။အဲရပြဿနာအကင်းမတည်သေးဘူးဆိုပြီးသတင်းတွေထွက်နေပါတယ်။အဲ့တော့နေမာကိုဒီလိုအခြေအနေမျိုးပေါ့လေကမ္ဘာ့ဖလားကစားခွင့်ရအောင်ဒီကူညီပေးခဲ့တဲ့မော်ဆရာဝန်တယောက်ရှိပါတယ်။သူ့နာမည်ကတော့အဒွာဆန်တိုစ်လို့ခေါ်ပါတယ်ဗျ။ဒီမော်ဆရာဝန်ကအရင်တော့လည်းနာမည်ကျော်ဘရာဇီးကစားသမားတွေသူကကုသပေးခဲ့တယ်။နေမာရဲ့တန်ရန်ကဒီတူးတန်ရန်အမျိုးအစားကပြောရမယ်ဆိုရင်ကာလရှည်အနားယူရမယ့်တန်ရန်အမျိုးအစားမျိုးလည်းဖြစ်ပါတယ်။အဲ့လိုတူးတန်ရန်မျိုးတစ်နှစ်လောက်နားရမယ်။ကွက်စိတ်ကုသတာဒါပဲဒီ3လလောက်အချိန်ယူရတယ်ပေါ့လေအဲ့လိုအချိန်ကြီးမျိုးချိပေမဲ့လည်းနေမာဒီမော်ဆရာဝန်ကအကောင်းဆုံးဖြစ်အောင်ကမ္ဘာ့ဖလားကစားခွင့်ရအောင်သူ့ရဲ့မော်အစမ်းတွေနဲ့များကုသပေးကြလားဆိုပြီးတော့ဂျိုးစားတဲ့ပြည်သက်တွေလည်းရှိနေပါတယ်အဲ့တော့အရင်တော့ကလည်းဒီမော်ဆရာဝန်အဒွာဆန်တိုစီမှာဒီဒေးဗစ်လူးဝစ်ပေါ့လေချက်စီကန်ဆယ်မှုဟောင်းဒေးဗစ်လူးဝစ်ကကုသခဲ့ဘူးလေဒီဒေးဗစ်လူးဝစ်ရခဲ့တဲ့တရားတော့ဆိုရင်3လလောက်နားရမယ်ထင်ရပေမဲ့လည်းဒီမော်ဆရာဝန်ကြောင့်တစ်ပတ်အတွင်းမှာတော့တတ်တာပြောက်ခင်းခဲ့ပေါ့ဒီနေမာကိုလည်းဒီဆရာဝန်ကကုသပေးခဲ့ပြီးတော့ဒီကမ္ဘာ့ဖလားကစားခွင့်ရအောင်ကူညီပေးခဲ့ပါတယ်အဲ့တော့တကယ်လို့များနေမာသာဒါမဲ့ကမ္ဘာ့ဖလားမှာ2026 World Cup မှာခြေစွမ်းပြနိုင်မယ်ဆိုတော့ကျေးဇူးပထမဆုံးတင်ရမယ်လို့ကတော့ဒီမော်ဆရာဝန်အကွာဆန်တိုပဲဖြစ်ပါတယ်ဗျနေမာကတော့သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလား The Last Dance မှာဒီမော်ဆရာဝန်ရဲ့ကူညီပေးမှုတွေမော်ဆရာဝန်ရဲ့အစွမ်းတွေနဲ့ဘာရလောက်ပြအောင်လဲကျွန်တော်စောင့်ကြည့်ရမယ်ဒါမှမဟုတ်နေမာကတရားမင်းသားကြီးပဲဖြစ်ပြီးတော့သူ့ကိုခေါ်ရကြုံမနဲ့ချက်သွားမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျအဲ့တော့ဘလိုပဲဖြစ်ပါနေမာကတော့ကမ္ဘာ့ဖလားနောက်ဆုံးအနေနဲ့ဝင်ကစားဖို့တော့ဆန္ဒပြင်းပြနေပါတယ်နေမာကမ္ဘာ့ဖလားကစားခွင့်ရခဲ့တဲ့နောက်ွယ်မှာမော်ဆရာဝန်တယောက်ရှိနေပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ